အားလုံးပဲမင်္ဂလာပါခင်ဗျာသုံးဝင်တဲ့စကားစုလေးလေးလာခြင်းသင်ခန်းစာလေးပြန်လည်ကြိုဆိုလိုက်ပါတယ်တရားကိုမင်းကငါအတွက်ကဘာကြီးတစ်ခုလုံးပဲလို့ပြောချင်တဲ့အခါ I love you အပြင်ဘယ်လိုစကားစုလေးတွေကိုသုံးရသေးလဲဆိုတာကိုသိလားအဲ့ဒါကတော့ you mean the world to me ဆိုတဲ့စကားစုလေးပေါ့နော်မင်းကငါအတွက်ကဘာကြီးတစ်ခုလုံးပဲလို့ပြောလို့ရတဲ့အပြင်ပေါ့နော်အရန်ကိုလေးနက်ပြီးတော့ romantic ဆန်တဲ့စကားစုလေးတစ်ခုပေါ့ဒီစကားစုလေးကိုဥပမာနဲ့သုံးခုနဲ့ရှင်းပြသွားမှာဖြစ်ပါတယ်။ပထမတစ်ခုကတော့ချစ်သူချင်းပြောတဲ့အခါဒုတိယတစ်ခုကမိဘကနေသားသမီးကိုပြောတဲ့အခါတတိယတစ်ခုကတစုံတစ်ယောက်ကိုကျေးဇူးတင်စကားပြောခြင်းတဲ့အခါဒီစကားစုလေးတွေကိုဘယ်လိုသုံးရမလဲဆိုတာကိုရှင်းပြသွားမှာဖြစ်ပါတယ်။ပထမဆုံးဥပမာအနေနဲ့ချစ်သူချင်းပြောတဲ့အခါသုံးတဲ့စကားစုလေးကိုပြပြအောင်ဖြစ်ပါတယ်။ Thank you for being in my life. You mean the world to me. အဓိပ္ပာယ်ကတော့မင်းကငါဘဝထဲမှာရှိနေပြီအတွက်မင်းကိုကျေးဇူးအကျဉ်းတင်ပါတယ်မင်းကငါတော်တော်ကဘာကြီးတစ်ခုလုံးပဲလို့အဓိပ္ပာယ်ရပါတယ်ဒုတိယတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်မိဘတွေကသူတို့ရဲ့သားသမီးတွေပေါ်ဘယ်လောက်ချစ်လဲဆိုတာကိုဖော်ပြခြင်းတဲ့အခါကျရင်လည်းဒီစကားစုလေးသုံးလို့ရပါတယ် Study hard my son you mean the world to me အဓိပ္ပာယ်ကတော့စာကြိုးစားပါသားလေးကအဖေဖေမေတို့အတွက်ကဘာကြီးတစ်ခုလုံးပါပဲလို့အဓိပ္ပာယ်ရတော့နော်တစ်ခုအနေနဲ့ကျေးဇူးတင်စကားပြောချင်တဲ့အခါကျရင်လည်းဒီလိုမျိုးစကားစုလေးကိုသုံးလို့ရပါတယ် You had me when I had nothing You mean the world to me အဓိပ္ပာယ်ကတော့ကျွန်တော်မှဘာမှမရှိတဲ့အချိန်တုန်းကခင်ဗျားကူညီခဲ့ပြီးတဲ့အတွက်ခင်ဗျားကကျွန်တော်တော်ကဘာကြီးတစ်ခုလိုပါပဲလို့အဓိပ္ပာယ်ရတာပေါ့အခုဆိုရင် You mean the world to me ဆိုတဲ့စကားစုလေးကိုဥပမာသုံးခုအနေနဲ့စဉ်းစားခဲ့ပြီးဖြစ်ပါတယ်ဒီစကားစုလေးကကိုယ့်အတွက်အသုံးဝင်တယ်ဘူးတရားရခဲ့တယ်ဆိုရင်ဒီဗီဒီယိုလေးကို like and share လုပ်ပြကြဖို့မမေ့နဲ့နော်နောက်ထပ်စကားစုအသစ်လေးနဲ့အတူနောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye